ရှင်ထဲမှာပူတွေများနေပြီဆိုရင်တစ်ခါလောက်လေးပြန်သုံးသက်ကြည့်ပါငါ့ကိုပူလောင်စေတာငါ့ကိုလောင်မြိုက်စေတာငါတွေးနေတဲ့တွေးတွေကြောင့်လားဒါမှမဟုတ်ငါလုံနေတဲ့လုပ်တွေကြောင့်လားဆိုတာကိုပြန်သုံးသက်ဖို့တိတ်ကိုအရေးကြီးပါတယ်တချို့တွေညာအိတ်ခံနီးမှာတော့မှဒီအတွေးတွေကနှိပ်စက်ဒီတောကမိတွေလောင်တဲ့အတွက်ကြောင့်အိတ်မပျော်နိုင်စားမဝင်နိုင်နေဖြစ်ကြပါတယ်တကယ်ဖြစ်တောင်မလာသေးဘူးတွေးတဲ့အတွေးတွေကြောင့်အဲ့ဒီသူတွေကပူလောင်နေကြရတာပါတွေးတောနေခြင်းဒီအချိန်ကုန်ခြင်းသာဖြစ်တဲ့လက်တွေ့လှုပ်ဆောင်ခြင်းကသာလျှင်ပိုပြီးထိရောက်နိုင်ပါတယ်အဲ့တော့ကိုယ့်ဘဝကိုပူလောင်စေမဲ့အတွေးမျိုးကိုယ့်ဘဝကိုအချိန်တွေကုန်စေမဲ့အတွေးမျိုးတွေကိုအတွေးမိအောင်ကြိုးစားပါအတွေးတွေဝင်လာပြီးဆိုရင်ချက်ချင်းပဲဖျောက်ဖျက်နိုင်အောင်ကြိုးစားပါအချက်ကြောင့်လည်းတွေးမယ်စီးပွားရေးလည်းတွေးမယ်ပညာရေးကျန်းမာရေးကိစ္စများမြောင်လူတို့ပေါင်းဆိုတဲ့အတိုင်းများစွာသောအတွေးတွေကတော့လူတိုင်းမှာတွေးနေကြတာပဲအနေနဲ့များဒါပေမဲ့အတွေးတွေဝင်လာပြီးဆိုရင်ပူလောင်စေမဲ့အတွေးမျိုးဆိုရင်တော့ကိုယ့်အတွက်ကြိုးမရှိတဲ့အတွက်ကြောင့်မတွေးစေချင်ဘူးကိုယ့်တောကမိတွေလောင်စေမဲ့အတွေးမျိုးဆိုရင်လည်းပဲချက်ချင်းပဲဖျောက်နိုင်အောင်ကြိုးစားပါဒီလိုအတွေးတွေဖျောက်နိုင်ပြီးအတွေးတွေမရှိတော့ဘူးဆိုရင်စိတ်တွေဟာငြိမ်သက်လာပြီးအေးချမ်းတဲ့ဝိတ္တကိုခံစားနိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်အတွေးတွေကိုတတိထားပါအေးချမ်းစေသောအတွေးတွေကိုများများတွေးပါကုသိုလ်ကောင်းမှုဖြစ်စေသောအတွေးတွေကိုများများလေးတွေးပါဘလုံးစားအပ်သောအကျိုးမရှိသောအတွေးတွေကိုမတွေးတော့ဘူးဆိုရင်အမြန်ဆုံးအေးချမ်းလာပါလိမ့်မယ်